အားလုံးဟာမေတ္တာတရားသာကြီးမားရင်ကူညီဆောင်ရှောက်ရိုက်မြင်ခဲ့ကြရင်ကိုကြီးစာတရားများသာထားခဲ့ရင်တကမ္ဘာလုံးရှိလူသားများအားလုံးဟာအေးချမ်းမဲ့ကြည်နူးဝမ်းမြောက်စရာလူတွေအားလုံးဟာကိုယ်သားထီမှာအယံနာဦးတော်တော်ကများတဲ့ဝမ်းနေစရာဦးဆွေကိုကျွေးအော်တင်ခဲ့ကြတာဘာလို့ရှိလူသားများအားလုံးဟာဝမ်းနေစရာဦးဆွေဝမ်းနေစရာဝမ်းနေစရာလူတွေအားလုံးဟာလောကမောဟနဲ့ပါရင်လူသားလုံးချစ်ခင်ရိုင်းမင်းကိုညီဖေးမောဆောင်ရှောက်ခဲ့ကဘာလုံးရှိလူသားများအားလုံးဟာဝမ်းမြောက်စရာအေးချမ်းသောငါတို့ကဘာလူတွေအားလုံးဟာမေတ္တာတရားသာကြီးမားရင်ကူညီဆောင်ရှောက်ရိုက်မြင်ခဲ့ကြရင်ကိုကြီးစာတရားများသာထားခဲ့ရင်တကမ္ဘာလုံးရှိလူသားများအားလုံးဟာအေးချမ်းမဲ့ကြည်နူးဝမ်းမြောက်စရာလူတွေအားလုံးဟာကိုယ်သားထီမှာအယံနာဦးတော်တော်ကများတဲ့ဝမ်းနေစရာဦးဆွေကိုကျွေးအော်တင်ခဲ့ကြတာကမ္ဘာလုံးရှိလူသားများအားလုံးဟာဝမ်းနေစရာလောဘတွေဒေါသတွေဘောတွေမုန်းတရားတွေပြုံးနေတဲ့ရှင်လန်းမှုချမ်းမြေ့ကြဖို့သူသားအချင်းချင်းကုညီချင်းရိုင်းပင်းချင်းနဲ့ချစ်ကြရင်များကျွန်တော်တို့လောကကြီးတစ်ကမ္ဘာလုံးဘလောက်များအေးချမ်းကြမှာလဲလို့